လေးလေးတွေအရန်ကြိုက်တဲ့ဒီလိုမျိုးဤတုံကျဲလေးတွေကိုပါဝင်ပစ္စည်း၃မျိုးရဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာပြပေးမယ်နော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးတော့အိမ်မှာလည်းလုပ်ကြွေးကြည့်ပါဒီမှာတော့အသင်းညှစ်ပြီးသားလိမ္မော်ရည်ကိုသုံးထားပါတယ်ကို့အိမ်မှာကိုလိမ္မော်ရည်ညှစ်မယ်ဆိုလို့ရှင်လည်းရပါတယ်နော်ကို့ဘာသာကိုအိမ်မှာညှစ်မယ်ဆိုလို့ရှင်ဆောင်းရံရှောင်းရံလေးပြပြခြင်းနဲ့နော်လိမ္မော်သီးကိုအခွန်ခွာပြီးလို့ရှင်ဒီလိုမျိုးအဖြူအမေးပါးတွေနဲ့အထက်ကအဆီတွေအကုန်လုံးကိုဖယ်ထုတ်ပြီးတော့မှကြိတ်ပါနော်မဟုတ်လို့ရှင်သူတို့တွေကအရန်ကိုမှခါသွားပြီးတော့စားလို့လုံးဝအဆင်မပြေပါဘူးဒီလိုမျိုးအကုန်လုံးဖယ်ပြီးတော့မှကြံခဲ့တဲ့အဆန်လေးတွေကိုပဲကြိတ်ပါနော်ပထမအဆုံးကိုကြိုမဲတဲပိုင်းလေးထဲမှာလိမ္မော်ရည်ကိုခွက်နဲ့3ခွက်ထည့်ထားပါတယ်ဒီခွက်ကလေးကထမင်းစားစွန်းနဲ့တိုင်းလို့ရှိရင်တော့16စွန်းရှိပါတယ်ပြီးရင်တော့တကြားကိုထမင်းစားစွန်းနဲ့3စွန်းထည့်ထားပါတယ်ဒီနေရာမှာအချိုကြိုက်လို့ရှိရင်ပို့ပြီးတော့ထည့်လို့ရပါတယ်နော်ဒီမှာတော့လိမ္မော်သီးရဲ့ချိုးတဲ့ချင်တဲ့အရာသားလေးကိုလိုချင်လို့တကြားကို3စွန်းပဲထည့်ထားတာပါပြီးရင်ပြောင်းကော်မုံကိုလည်းထမင်းစားစွန်းနဲ့3စွန်းထည့်လိုက်ပါတယ်ဒီနေရာမှာတိုဖူးလိုမျိုးမခဲခဲလေးစားချင်ရင်တော့ပြောင်းကော်မုံကိုပို့ထည့်လိုက်ပါဒီမှာတော့အီတုံတုံလေးစားချင်လို့3စွန်းပဲသုံးထားပါတယ်ရှင်ပြီးရင်တော့အားလုံးကိုဒီလိုလေးရုံးမှွေပြီးသွားလို့ရှင်တဲဖို့အဆင်သင့်ဖြစ်ပါပြီပြောင်းကော်မှုကရေထဲမှာပျော်ဝင်တာမြန်တာမလို့အများကြီးတော့မှွေစရာမလိုပါဘူးเนาะအခုမီးအလဲအလက်ကလေးဖွင့်ပြီးတော့စပြီးတော့ကြိုးပါမယ်ဒီနေရာမှာတစ်ခုသတိထားအောင်ပါလေပြောင်းကော်မှုများလို့ရှင်သူကမပွက်ဖ ೇನೆ တန်းကနေခဲသွားတတ်ပါတယ်အဲ့ဒါဆိုလို့ရှင်မခက်ခဲလေးစားလို့ရတယ်ပေါ့နော်ဒီမှာလိုမျိုးပြောင်းကော်မှုကိုရှော့ထည့်ထားမယ်ဆိုလို့ရှင်เนาะလိမ္မော်ရီပွက်လာတဲ့အထိစောင့်ပြီးတော့မှခဲခံမယ်ဆိုလို့ရှိရင်တုံတုံလေးစားလို့ရပါတယ်ဒီမုန့်လေးဆိုရင် 100% orange juice နဲ့လည်းလုပ်ထားတယ်အဲ့ဒီအတွက်ကြောင့် vitamin C တွေလည်းပါတယ်ပြီးတော့ပြောင်းကုန်မုံကကြတော့အာဟာရဓာတ်အများကြီးမရှိဘူးပေါ့နော်သူက carbohydrate ပဲပါတယ်တကြားကကြတော့ဆိုင်ရဝယ်တဲ့ jelly တွေနဲ့ဆိုင်ရင်အများကြီး short ထည့်ထားတာဖြစ်တဲ့အတွက်ခလေးလေးတွေကိုတစ်လားတစ်ခါလုပ်ကျွေးမယ်ဆိုရင်တော့မှအဆင်ပြေပါတယ်နော်ဆိုင်ရဝယ်ကျွေးမယ်ဆိုလို့ရှိရင်အယောင်တွေလည်းပါမယ်ပြီးတော့တကြားတွေလည်းအများကြီးပါမယ်ကိုမသိတဲ့တလိပ်ဆန်အစီပြီးတော့တာရှိကန် chemical တွေလည်းပါနိုင်တယ်ပေါ့နော်အိမ်မှာကိုယ်တိုင်လုပ်တဲ့အခါကျတော့ကိုကပါဝင်ပစ္စည်းတွေအားလုံးလည်းသိတဲ့အတွက်စိတ်ချလက်ချကျွေးလို့ရတာပေါ့ဒီလိုမျိုးအနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ကိုအေးခံမဲ့ခွက်ကလေးတွေကိုထည့်ပြီးရင်ရေခဲတက်တာထဲမှာ2နာရီ3နာရီလောက်ထည့်ထားလို့ရှိရင်စားလို့ရပါပြီအခုလိုမျိုးရေခဲတက်တာတွေကထုတ်ပြီးပြီဆိုလို့ရှိရင်တော့ကိုကြိုက်နေတဲ့အတုံးလေးတွေတုံးပြီးရင်အုံသီးမှုန့်လေးလူပြီးတော့စားလို့ရပါပြီဒီ page လေးကိုလည်း like and follow လေးလုပ်ထားပေးပါအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကြီးကျမှပြန်တွေ့ကြမယ်တတာ